မုံလာဦးကိုရှာလကိုင်နဲ့နိုင်ဝက်လောက်စိန်ထားတာလေမုံလာဦးတော့မယ်အဲ့ဒါလေးတွေကိုရေညှစ်ပြီးထည့်လိုက်စီချက်ထည့်မယ်နူးလို့နှမ်းထည့်မယ်နှမ်းတက်ထည့်လိုက်မြူတိမုတ်ထည့်မယ်ညီပဲထောင်းထားလိုက်ထည့်လိုက်မယ်စာအချုံမလောက်စရိုက်တော့နော်နင်းလိုက်တော့မယ်လက်တော့မတုံးတော့နှမျောလို့စီကတ်ဟိုကတ်တရားကတ်နဲ့လောက်ကောင်းမုံလောက်ပူရီတော့